ကျွန်တော်မြန်မာနိုင်ငံနှစ်ချင်းခရစ်သင်းချုပ်ရဲ့နေ့ထူးနေ့မြတ်တနေ့ဖြစ်တဲ့ဆရာကြီးယူရတန်မြန်မာပြည်ကိုသာသနာပြုဖို့ရန်ရောက်ရှိလာတဲ့နေ့မှာနှုတ်ကပတ်တော်အဖြစ်ယောမနှစ်ချင်းသင်းတော်မှာရှိတဲ့မိဘယုံကြည်သူညီကိုမောင်နှမများထံနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းအခွင့်ကိုရတဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်လက်ခံပေးတဲ့အင်ရှင်အဖသင်းတို့ဆရာနဲ့အသင်းသူသင်းသားများရောက်စီတိုင်းပေါ်မှာအထူးပဲကျေးဇူးတင်ရှိတဲ့ကြောင်းမြန်မာနိုင်ငံနှစ်ချင်းခရစ်အသင်းချုပ်ရဲ့ကိုစားတော်၎င်းဧဝံဂေလိနဲ့သာသနာပြုလုပ်ငန်းဌာနကော်မတီရဲ့ကိုစားဖော်ပြလိုပါတယ်ဒီနေ့ကျွန်တော်ဝင်ခပေးချင်တဲ့ကောင်းစဉ်ကမျိုးစိတ်ကောင်းဆိုပြီးတော့ကျွန်တော်စဉ်းစားထားပါတယ်ကျွန်တော်အမိမြန်မာနိုင်ငံကဖျားသခင်တကယ်ကျွန်တော်ကိုချစ်တယ်ဘယ်လောက်ပဲနိုင်ငံရေးဆိုးဝါးနေလေပါစေစီးပွားရေးလူမှုရေးပညာရေးအဖက်ဖက်မှာယနေ့ကျွန်တော်အောက်ဖက်ကိုကျွန်တော်ရောက်နေပါတယ်သို့တော်လဲကျွန်တော်ကိုးကွယ်တဲ့ဖျားသခင်ကဤအမိမြန်မာနိုင်ငံကိုအလိုမရှိဘဲနဲ့ဤယုံကြည်သူသားသမီးတွေကိုဖျားရှင်စီမံကိန်းမရှိဘဲနဲ့ဒီမှုအရာတွေမဖြစ်လာပါဘူးကျွန်တော်ရှိမှမျှော်လင့်ချက်ရှိပါတယ်ကျွန်တော်ဒီနေ့ဝင်ခမဲ့နှုတ်ကပတ်တော်ကအားလုံးဆရာမကလည်းဖတ်ပေးသွားပြီဖြစ်တဲ့အတွက်ကြောင့်ယေရမိမိဒန်းစကားခန်းကြီး3အပိုက်ငယ်22 25ထဲမှာဖော်ပြထားပါတယ်ထာဝရဘုရားသခင်ကိုမျှော်လင့်သောသူတို့နှင့်ကိုယ်တော်ကိုရှာသောသူတို့၏စိတ်ဝိညာဉ်အားထာဝရဘုရားသည်ကျေးဇူးပြုတယ်ဆိုတာနှုတ်ကပတ်တော်ကကျွန်တော်ကိုဖော်ပြပေးထားပါတယ်ဘုရားသခင်ရဲ့စီမံကိန်းကကျွန်တော်အမိမြန်မာနိုင်ငံအတွက်အင်မတန်မှလှပတဲ့သာသနာသမိုင်းဆရာကြီးယူရတန်အဖြစ်ကျွန်တော်ကောင်းချီးမင်္ဂလာခံစားကြပါတယ်ခရိယန်သာသနာလောကဆိုတာကကျွန်တော်မစင်စားဘူးမကြားဘူးမတွေးဘူးတဲ့ကျွန်တော်အမိမြန်မာနိုင်ငံသူနိုင်ငံသားများအတွက်ထူးဆန်းတဲ့ဘာသာတရားဖြစ်ပါဒီဆရာကြီးယူရတန်မြန်မာပြည်ကိုမရောက်လာခင်မှာ1540ပတ်ဝန်းကျင်လောက်မှာသာသနာပြုဖွင့်အတွက်ကျွန်တော်အမိမြန်မာနိုင်ငံမှာပထမဦးဆုံးပေါ်တူဂီသားများရောက်ရှိလာကြပါတယ်ပေါ်တူဂီ Catholic Mission လို့ခေါ်ပါတယ် AD 1540ခန့်လောက်မှာ Catholic ဆိုတာကအခုကျွန်တော်က Roman Catholic ပေါ်လာတဲ့အတွက်ကြောင့် RCM လို့ကျွန်တော်ခေါ်တာ Catholic ဆိုတာကအများပြည်သူကိုကောင်းကျိုးပြုတဲ့ဘာသာအဖွဲ့အစည်းလို့ခေါ်ပါတယ်1540မှာ Gaspar de la Cruz ပထမဦးဆုံးရောက်ရှိလာတယ်နောက်ပြီးတော့မကြာသေးခင်မှာပဲ Nicolas Bonferras ရောက်ရှိလာတယ်သာသနာပြုကြတယ်မအောင်မြင်ဘူးနောက်ဒုတိယအကြိမ်1550မှာ Fronius Xavier လို့ခေါ်တဲ့ဘုန်းတော်ကြီးလည်းပဲရောက်ရှိလာတယ်ပေါ်တူဂီကနဲ့သာသနာပြုတယ်မအောင်မြင်ဘူးမြန်မာလူမျိုးများကသူတို့ကို Fringy လို့ခေါ်ကြတယ် Fringy ဆိုတဲ့အဓိပ္ပာယ်ကကောင်းမှုကုသိုလ်ပြုကြသူများဘာသာရေးဥဆောင်သူများဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် Fringy လို့ခေါ်ကြတယ်သူတို့ကဘာသာရေးလုပ်ငန်းလှုပ်ဆောင်ကြတယ်မောင်မြင်ဘူးပြန်သွားကြတယ်တာတိယအကျိန် French ပြင်သစ်ကနဲ့ရောက်ရှိလာတဲ့ဘုန်းတော်ကြီးများလည်းရှိပါတယ်သူတို့လည်းမအောင်မြင်ဘူးဘာသာစကားအခက်ခဲလူမှုရေးအခက်ခဲအစားအသောက်အခက်ခဲကြောင့်ပြန်သွားကြနောက်စတုတ္ထအကြိမ်မြောက်အီတလီနိုင်ငံရောမကနဲ့အဲ့ဒီမှာတော့ Roman Catholic ဆိုတာစလာပြီ RC ဘုန်းတော်ကြီးများရောက်ရှိလာကြပါတယ် Roman Catholic Mission လို့ခေါ်ပါတယ်သူတို့ဘာလုပ်တယ်လဲဆိုတော့
လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေပညာရေးကျောင်းတွေလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနွားမွေးမြူရေးစနစ်တွေနောက်မြန်မာပြည်မှာရှိတဲ့ကျောင်းတွေကိုလည်းပဲပြုစုပြောထောင်ပေးခဲ့ကြတယ်သူတို့အတတ်နိုင်ဆုံးပညာရေးဦးစားပေးတယ်လယ်ယာထွန်ရက်တဲ့ဤစနစ်ထွန်ချစ်ထွန်တန်ကင်တွယ်ပုံလုံပုံလုံနီးမြန်မာနိုင်ငံဒီစိုက်ပျိုးရေးကိုအခြေခံပြီးတော့အသက်ရှင်နေထိုင်ကြတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်လေယာထွန်ရက်ချင်းကဒီလိုလုပ်ရင်အဆင်ပြေတယ်ဆိုတဲ့စနစ်ကိုသူတို့ကသင်ပေးခဲ့ပါတယ်နောက်ဆုံးဖျားသခင်ရဲ့ဧဝံဂေလိသတင်းကောင်းတီးဟူသောယေရှုသည်ကယ်တင်ရှင်ဖျားဖြစ်တော်မူတဲ့အကြောင်းသာသနာမပြုမဝင်ငှတဲ့အခါမှာအောင်မြင်ခြင်းမရကြပါဘူးပြန်သွားကြပါတယ်နောက်ကျွန်တော်တို့ Protestant လောကကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာ1800ခုနှစ်မှာအိန္ဒိယနိုင်ငံကိုသာသနာလာပြုတဲ့ဆရာကြီးဝီလျံကယ်ရီရဲ့သားဖြစ်တဲ့ Felix Carey ကမြန်မာပြည်ကိုရောက်ရှိလာပါတယ်ဆရာကြီးယူရသန်မရောက်လာခင်မှာရောက်ရှိလာပါတယ်သူ့နာမည်က Felix Carey လို့ခေါ်ပါတယ်သူရောက်ရှိလာပြီးတော့သူကကြောက်ထိုးဆရာဝန်ကြီးဖြစ်ပါတယ်ပတ်ဝန်းကျင်မှာရှိတဲ့မြန်မာပြည်သူပြည်သားတွေတန်လျင်ရန်ကုန်နားမှာလူနာတွေကိုဆေးကုပေးခဲ့ပါတယ်ကြောက်ထိုးဆရာဝန်ဖြစ်တဲ့အတွက်ကြောက်ယောဂါကာကွယ်တဲ့ဆေးများထိုးပေးခဲ့ပါတယ်1810မှာပသိမ်သူဖြစ်တဲ့ Mrs. Blackwell ပေါ်တူဂီသူမြန်မာကပြားနဲ့လက်ထပ်ထိမ်းများခဲ့ကြပါတယ်ဒီလိုပဲသာသနာပြုရင်းနဲ့ရန်ကုန်မြို့တော်ဝင်ဖြစ်တဲ့မင်းလှကျော်စွာရန်ကုန်မြို့တော်ဝင်နဲ့ယင်းဟင်းလာပြီးတော့သူ့သားသမီးတွေ3ဦးနေမကောင်းတဲ့အခါမှာလည်းပဲကာကွယ်ဆေးတွေထိုးပေးပြီးတော့ဆေးကုသပေးခဲ့ပါတယ်တန်လျင်နဲ့ရန်ကုန်တဝိုက်မှာအဲ့ဒီကြောက်ထိုးပေးခြင်းသာသနာလုပ်ငန်းကိုလုပ်တဲ့အခါမှာပြည်သူလူထုနဲ့ယင်းဟင်းလာကြပြီးတော့ဖခင်ရဲ့အမှုတော်မြတ်ကိုသူတက်ဆွမ်းတဲ့ပညာအားဖြင့်သာသနာပြုလုပ်ငန်းလှုပ်ဆောင်ခဲ့ပါတယ်။နောက်မြေကြီးကိုလည်းပဲအခုဆူးလေနာမြန်မာနိုင်ငံကျန်းစာအသင်းသားပေါ့မြေဟေကကိုလည်းဝယ်ယူပြီးတော့မြန်မာပြည်ကိုသာသနာလာပြုဖို့ရန်ရောက်ရှိလာတဲ့ဆရာကြီးယူရသန်တကယ်တော့သူကနှစ်ချင်းကျွန်တော်နှစ်ချင်းလောကထဲမဟုတ်ဘူးCongregational Church ကဖြစ်ပါတယ်အိန္ဒိယနိုင်ငံကိုသူရောက်ရှိလာတဲ့အခါမှာဆရာကြီးဝီလျံကယ်ရီရဲ့ Sunday School class မှာသင်ပေးခြင်းအားဖြင့်ယုံကြည်ခြင်းအားဖြင့်သာလျှင်ထာဝရအသက်ကိုရရှိပြီးခရစ်တော်အားဖြင့်ဤမှုရာသည်တည်တဲ့အကြောင်း Salvation by grace through faith ယုံကြည်သူတိုင်းခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့လူတိုင်းဟာသက်သေခံတဲ့အနေနဲ့ယဉ်နှစ်ချင်းမင်္ဂလာကိုခံရပါတယ်ဆိုတဲ့အကြောင်းကိုဝီလျံကယ်ရီသင်ပြပေးခြင်းအဖြစ်သူခံယူတဲ့အခါမှာသူတို့ Congregational Church မှာမယုံကြည်သည်ဖြစ်စေယုံကြည်သည်ဖြစ်စေကလေးမွေးလာရင် sprinkling ရေဖြန်းပေးတဲ့စနစ်ဟာမမှန်တဲ့အကြောင်းသူသိရှိနားလေသဘောပေါက်လာတဲ့အခါမှာပဲBengal Lal Bazar Baptist Church နှစ်ချင်းအသင်းတော်မှာ William Wood ကနေပြီးတော့သူ့ကိုနှစ်ချင်းမင်္ဂလာပေးခဲ့ပါတယ်။အဲ့ဒီမှာပဲကျွန်တော်တို့ရဲ့နှစ်ချင်းရဲ့ခံယူချက် doctrine ကိုခံယူလက်ခံပြီးတော့သာသနာပြုလောကထဲကိုဝင်လာတဲ့အခါမှာမြန်မာပြည်မှာ Felix Carey တို့မိသားစုရောက်ရှိပြီးတော့မြန်မာပြည်မှာသာသနာပြုဖွဲ့အတွက်အင်မတန်မှလိုအပ်တဲ့အကြောင်းကိုသူ့ရဲ့မိတ်ဆွေကောင်းဖြစ်တဲ့ William Carey ကတဆင့်သူကြားသိရတဲ့အခါမှာမြန်မာပြည်ကိုရွတ်လှေသင်္ဘောနဲ့လာပြီးတော့1813ခုနှစ်ဇူလိုင်လ23ရက်နေ့မှာရောက်ရှိလာပါတယ်ဇူလိုင်လ23ရက်နေ့ရောက်တိုင်းကျွန်တော်တို့မြန်မာနိုင်ငံနှစ်ချင်းခရစ်အသင်းချုပ်မှာအဲ့ဒီနေ့ရက်နဲ့အနည်းဆုံးနေ့ကိုကျွန်တော်ယူပြီးတော့မြန်မာနိုင်ငံနှစ်ချင်းခရစ်အသင်းချုပ်ရဲ့သာသနာနေ့တိုဒီမဟုတ်ဆရာကြီးယူရတန်နေ့အဖြစ်ကျွန်တော်သတ်မှတ်ပြီးတော့က
ဒီနေ့ကိုနေ့ထူးနေ့မြတ်ကိုကျွန်တော်အမြဲတမ်းကျင့်ပလေးရှိပါတယ်ဆရာကြီးယောနသန်ရဲ့ပေးဆက်တဲ့အဖို့အခသူ့ရဲ့ဘဝရင်းနှီးမှုကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအတွက်သူပေးခဲ့ရတဲ့တန်ဖိုးတွေဟာတွက်ကြည့်လိုက်လို့ရှိရင်အင်မတန်မှရင်နာဆရာလည်းကောင်းတယ်မျက်ရည်ကျဆရာလည်းကောင်းတယ်ခရစ်တော်ရဲ့သာသနာလုပ်ငန်းသာမဟုတ်ခဲ့လျင်ခရစ်တော်ရဲ့ဧဝံဂေလိသတင်းကောင်းသာမဟုတ်ခဲ့လျင်လှုပ်ဆောင်ဆရာလမ်းကြောင်းမရှိပါဘူးသို့တော်သူ့ရဲ့ယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့အမိမြန်မာနိုင်ငံအတွက်ပေးဆက်ရတဲ့သာသနာသမိုင်းမှာအင်မတန်မှကြီးမားတဲ့မှတ်တိုင်တစ်ခုကဆရာကြီးယောနသန်ဟာသူ့မိသားစုနဲ့မြန်မာပြည်ကိုရောက်ရှိလာပြီးတော့ကျွန်တော်တို့လူမျိုးကိုလာချစ်တဲ့နိုင်ငံကိုချစ်တဲ့သူ့ရဲ့စိတ်ဓာတ်မျိုးစိတ်ကအင်မတန်မှကြီးမြတ်ပါတယ်1813ခုနှစ်မှာမြန်မာတရားပြုစုတာပြီးဆုံးခဲ့ပါတယ်1819ခုနှစ်နိုဝင်ဘာလမှာမြန်မာစကားနဲ့ဆုတောင်းဝတ်ပြုစည်းဝေးခြင်းဥဆောင်ပြီးတော့လုပ်ခဲ့ပါတယ်1825ခုနှစ်နိုဝင်ဘာလမှာအင်္ဂလိပ်မြန်မာစစ်ပြေငင်းရေးရန်တဘူစာချုပ်ဆိုတဲ့အခါမှာသူဟာ translator mediator တူအနေနဲ့အင်္ဂလိပ်အစိုးရရှိမှတလကောင်းကျွန်တော်မြန်မာနိုင်ငံအစိုးရရှိမှတလကောင်းပါတာပြန်ပေးပြီးတော့သူ့အားဖြင့်စာချုပ်ဆိုနိုင်ခဲ့ပါတယ်ဒါဟာကျွန်တော်အမိမြန်မာနိုင်ငံရဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်စာချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာဇလွန်မြို့အနီးမှာရှိတဲ့ညောင်ပင်စိတ်ကမ်းကိုလည်းပဲခေါ်တော်မူခြင်းခံရပါသူ့ဇနီးအန်ဂျက်ဆန်1826ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာကွယ်လွန်သွားပါတယ်1829ခုနှစ်နိုဝင်ဘာလမှာသူ့ဖခင်ကွယ်လွန်တယ်1824ခုနှစ်ဧပြီလမှာသူ့သမီးမရီယာထပ်ပြီးတော့ကွယ်လွန်ပါတယ်1832ခုနှစ်မှာတမတိကျမ်းပါတာပြန်တာဒီဇင်ဘာလ15ရက်နေ့မှာပြီးဆုံးဆောင်ရွက်နိုင်ခဲ့ပါတယ်1839ခုနှစ်မှာဒီဇင်ဘာလ29ရက်နေ့မှာတမဟောင်းပါတာပြန်တာပြီးဆုံးခဲ့ပါတယ်1834ခုနှစ်မှာသူ့အမျိုးသမီးကွယ်လွန်သွားတဲ့အတွက်ကြောင့် Bob Dylan လို့ခေါ်တဲ့ဒုတိယအိမ်ထောင်ပြုတ်ခဲ့ပါတယ်သူလည်းထပ်ပြီးတော့ကွယ်လွန်တယ်1846ခုနှစ်မှာချိုးဝက်နဲ့တတိယအိမ်ထောင်ပြန်ပြုတ်တယ်သူလည်း1850မှာကွယ်လွန်သွားပါတယ်သူ့ရဲ့ဘဝကတကယ်ရင်နာစရာကောင်းပါတယ်ဘယ်သူကြောက်လဲဘုရားသခင်ရဲ့ကျေးဇူးတရားကိုကျွန်တော်တို့အမိမြန်မာနိုင်ငံကိုအမွေပေးခဲ့ခြင်းတဲ့အတွက်ကြောင့်ဖြစ်တယ်အခုပါတာပြန်တဲ့တမတိကျမ်းတမဟောင်းကျမ်း dictionary ကြည့်ပါကျွန်တော်မြန်မာလူမျိုးတွေပဲမြန်မာနိုင်ငံမှာမြည်တင်းနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားများသူ့လောက်ကျွန်တော် grammar မကြွယ်ဝဘူးအင်မတန်မှသူပါတာပြန်တဲ့အဘိဓမ္မာကျမ်းတွေဟာတကယ်ကြွယ်ဝပါတယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော် Hebrew နဲ့ Greek ဘာသာကိုကျွန်တော်သင်ယူတဲ့အခါမှာသူဘာသာပြန်တဲ့ဘာသာပြန်ခြင်းဟာကျွန်တော်လေ့လာသမျှ to the best of my knowledge ကျွန်တော်တွေ့ရှိတဲ့ကျမ်းစာထဲမှာမိဇုံဘာသာကျမ်းစာနဲ့မြန်မာကျမ်းစာက original Hebrew Arabic Greek နဲ့အင်မတန်မှနီးစပ်တဲ့ကျမ်းဖြစ်ပါတယ်တကယ်ပဲ Greek မှာဘာသာပြန်တဲ့အတိုင်းပဲကွက်တိသူပြန်တယ်သူဘာသာပြန်တဲ့ဒီသူ့ရဲ့ translation ကအင်မတန်မှလေးနဲ့ပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်တက်ကြောင့်ယနေ့ကျွန်တော်အမိမြန်မာနိုင်ငံအတွက်မျိုးစေ့ကောင်းချပေးခဲ့တဲ့အခါမှာယနေ့ကျွန်တော်ယုံကြည်သူဘုရားသားသမီးတွေရွေးကောက်တဲ့အသင်းတော်ကျွန်တော်မြန်မာနိုင်ငံဟာအခုကဘာမှာကဘာနှစ်ချင်းလောကမှာတတိယ
ဖြစ်ချင်းဥယျာဉ်များဆုံးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပေးထူတဲ့အတပြာငွေအင်အားတော့ကျွန်တော်မပြောလို့ပါဘူးကျွန်တော်လူဥယျာဉ်အားဖြင့်ကဘာမှာမြန်မာနိုင်ငံနှစ်ချင်းခရစ်အသိချုပ်မြန်မာနိုင်ငံမှာရှိတဲ့ယုံကြည်သူတွေဟာတတိယကဘာမှာအများဆုံးဖြစ်ပါတယ်အခုကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တခြားသောအသင်းတော်တွေအေဂျီအသင်းတော်တွေတည်င်းကောင်းအသင်းတော်တွေအခြားသောအသင်းတော်တွေအခြားသောကိုင်ကနတွေအားလုံးကကျွန်တော်တို့ရဲ့ညီလေးတွေသားသမီးတွေကျွန်တော်ရှိကနေတွားကြတဲ့ပုံကိုများဖြစ်ကြတယ်ကျွန်တော်တို့ဒီအင်းရှင်အသင်းတော်များဖြစ်ကြပါတယ်မြန်မာနိုင်ငံနှစ်ချင်းခရစ်အသင်းချုပ်ဒီအင်းရှင်ကျွန်တော်ဖြစ်ကြပါတယ်ယုံကြည်ခြင်းမှာလည်းကျွန်တော်အင်းရှင်ဖြစ်ရပါသာသနာပြုလုပ်ငန်းမှာလည်းကျွန်တော်အင်းရှင်ဖြစ်ရပါမယ်အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်အသင်းတော်မှာသာသနာကွင်းကျွန်တော်6ကွင်းလုပ်ပါတယ်ခေါ်တော်မူခြင်းခံသွားတဲ့ Senior Pastor ကျွန်တော်မတိုင်ခင်က Reverend Dr. Robert Townley က MBC မှာဧဝံဂေလိနဲ့သာသနာပြုလုပ်ငန်းဌာနမှာသူလုပ်ကိုင်းတဲ့အခါမှာသာသနာပြုရတဲ့အတွက်ယနေ့ဆရာကြီးယူရတန်ကအမွေနှစ်ပေးခဲ့တဲ့အခါမှာမပြုလို့မရဘူးအသင်းတော်မှာငွေမရှိတော့မှကျွန်တော်ချေးပြီးတော့ပြုရတယ်အခုလည်းပဲကျွန်တော်ပြုနေဆဲဖြစ်တယ်အိမ်ထောင်မိသားစုအသီးသီးကလည်းပြုကြတယ်သာသနာကွင်း8ကွင်း9ကွင်းကျွန်တော်ရှိပါတယ်ကျွန်တော်မလုပ်လို့မရတဲ့ဖျားပေးတာဝန်ဖြစ်ပါတယ်ယနေ့ကျွန်တော်ဒီယုံကြည်ခြင်းအဖြစ်ယေရှုတော်ကြောင့်ကောင်းကင်နိုင်ငံတို့ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ကျွန်တော်ရောက်ကြမှာဖြစ်ပါတယ်ခမည်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေများခရစ်တော်ကိုမရတဲ့အတွက်ကြောင့်ခရစ်တော်ကိုမယုံကြည်ကြတဲ့အတွက်ကြောင့်တနေ့ယနေ့ကျွန်တော်ကောင်းကင်နိုင်ငံကိုရောက်သွားတဲ့အခါမှာဘုရားသခင်ကထိုသူများရဲ့အသွေးဖိုးအသက်ဖိုးဟာဘုရားသခင်ကမိတ်ဆွေငါသားငါသမီးမင်းတို့ကိုသာသနာမပြုတ်ဘူးလားခရစ်တော်ကတရားပလင်ပေါ်မှာယနေ့ကျွန်တော်မေးတဲ့အခါမှာဘာလို့ကျွန်တော်ဘယ်လိုကျွန်တော်ဖခင်ရဲ့ခရစ်တော်ရဲ့အဖြေအမေးကျွန်တော်ပြုလုပ်ကြမယ် Are you well done ခမရအကောင်းဆုံးမလုပ်ဘူးလားကျွန်တော်ကိုမေးမှာဖြစ်ပါတယ်ယနေ့သာသနာလုပ်ငန်းဟာမလုပ်မဖြစ်လုပ်ရမယ်ဖခင်ပြတော် the great commission no option နားလည်မှုမရဘူးငွေမရှိဘူးလုပ်လို့မရဘူးအချိန်မရဘူးလုပ်လို့မရဘူးယနေ့ဖျားပြတော်တာဝန်ရာဇဝင်ချုပ်ဒုတိယဆောင်ခန်းကြီး9အပိုင်ငယ်14ကိုကျွန်တော်ကြည့်တဲ့အခါမှာယနေ့ကျွန်တော်တို့နေထိုင်တဲ့တိုင်းပြည်ဖျားသခင်ချမ်းသာပေးဖွင့်ရတဲ့ကောင်းကြီးပေးဖွင့်ရတဲ့ဖျားသခင်ယနေ့ကျွန်တော်ဂတိပေးထားတယ်သင်တို့နေထိုင်တဲ့တိုင်းပြည်ငါကောင်းကြီးပေးမယ်ငါကွယ်ကဆောင်မမယ်ငါကြည့်ရှုမယ်တာဝန်ယူမယ်ဤအရဌာန၌သင်တို့ဆုတောင်းသောသင်တို့စကားကိုငါသည်နားထောင်မည်ကောင်းကင်ဘုံကနေနားထောင်မယ်အတ္တမလမ်းကိုလွှဲဆောင်ပြီးတော့ထာဝရဘုရားသခင်ရှင်မှာသင်တို့သည်ဆုတောင်းပရနာပြုလျင်ကောင်းကင်ဘုံကသင်တို့ရဲ့ဆုတောင်းတန်ကိုငါနားထောင်မယ်ယနေ့ကျွန်တော်ရဲ့အမိမြန်မာနိုင်ငံအတ္တမလမ်းကိုလွှဲမဆောင်ရင်ယနေ့ကျွန်တော်ယုံကြည်ခြင်းအားဖြင့်ဤအမှုဟာကျွန်တော်မဆောင်ရွက်ဘူးဆိုရင်ဘယ်တော့မှဘုရားသခင်ကောင်းချီးပေးမှာမဟုတ်အဲ့ဒါကြောင့်နိုင်ငံတော်လူကြီးများအတွက်လည်းကျွန်တော်ဆုတောင်းဖို့လူမှန်နေရာမှန်ဘုရားသခင်ပို့ပေးဖို့လူကောင်းစိတ်ထားကောင်းနိုင်ငံသူနိုင်ငံသားများကိုချစ်တဲ့လူကြီးကောင်းပြည်သားတဲ့စိတ်ထားကောင်းရှိတဲ့လူအတွက်ယနေ့ကျွန်တော်ဆုတောင်းဖို့လို့ကျွန်တော်သာသနာပြုနိုင်တာကအဲ့ဒါပဲထိုင်ရင်းတဲ့အိမ်မှာအသင်းတော်မှာမနေ့ညနေ devotion မှာဆုတောင်းဖွဲ့ယနေ့ကျွန်တော်တာဝန်ကအဲ့ဒါပဲဒါမှသာလျှင်ယနေ့ကျွန်တော်နိုင်ငံဟာငြိမ်းချမ်းမှာဖြစ်ပါတယ်ငါဒီသင်တို့ကိုအကျိုးနဲ့စေခြင်းဟာကြံစီသောအကြံစီမဟုတ်ပဲသင်တို့ဒီမျှော်လင့်သောအကျိုးကိုရမည်အကြောင်းသင်တို့ဆုတောင်းကြပါမျှော်လင့်သောအကျိုးကိုရမည်အကြောင်းဆုတောင်းကြပါသင်တို့ဆုတောင်းတန်ကိုငါနားထောင်မယ်သင်တို့ဆုတောင်းတဲ့အခါစိတ်နှလုံးအကျွမ်းမဲ့နဲ့တောင်းလျင်ငါသည်နားထောင်မယ်သင်တို့ရဲ့အတွေ့လည်းငါခံမယ်ဖော်ပြထားတယ်ချစ်တော်မိတ်ဆွေတို့ယ
ယနေ့ကျွန်တော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်တမိုင်းဝင်အနေနဲ့ဆရာကြီးရုရတိုင်ကယနေ့ကျွန်တော်နိုင်ငံသူနိုင်ငံသားများအပေါ်မှာချစ်ချင်းမြတ်တာတိုင်ထူပေးခဲ့ပါတယ်ယနေ့ကျွန်တော်တာဝန်ကဘုရားသခင်ရှိမှဆုတောင်းဖို့ဘုရားအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ဖို့ဘုရားသခင်အတွက်ပေးဆက်ဖွင့်အတွက်ယနေ့ကျွန်တော်တို့အင်မတန်မှတာဝန်ကြီးလေးထားပါတယ် There's no success without pain, without paying a price. အဖို့အခပေးဆက်ခြင်းမရှိဘဲနဲ့အောင်မြင်ခြင်းမရှိဘူးယနေ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားများအသင်းသူသင်သားများထာဝရဘုရားသခင်အတွက်ဆရာကြီးရုရတန်ပေးခဲ့တဲ့မျိုးစေ့ကောင်းကြီးဟူသောမကြိုးပဲ့မပြတ်စီမယိုယွန်းနိုင်တဲ့ခရစ်တော်ရဲ့မေတ္တာတရားအကြောင်းကိုဆရာကြီးရုရတန်ကမြန်မာပြည်မှာလာချပါတယ်အဲ့ဒီတရားသည်ဧဝံဂေလိတရားဖြစ်တယ်ထိုမျိုးစေ့ကောင်းသည်ဧဝံဂေလိတရားကောင်းဖြစ်ပါတယ်ထိုတရားကောင်းကိုခံယူသောယုံကြည်သူများထိုမျိုးစေ့ကောင်းသည်ဟူသောယေရှုကိုရတော်သူများယနေ့ကျွန်တော်ရဲ့အသက်တာအားဖြင့်အမိမြန်မာနိုင်ငံမှာမျိုးစေ့ကောင်းပေါင်းပြီးတော့အပင်ကြီးထွားလာပြီးတော့ရှင်သန်ဝေစာပွင့်ဖူးဖွင့်အတွက်ဘုရားသခင်အလိုရှိပါတယ်ကျေးဇူးတော်ကြောင့်ကျွန်တော်ကထဲကူးမှာလေဧက20ကျော်ကျွန်တော်လုပ်ပါတယ်ကျွန်တော်စမ်းကြည့်လိုက်တယ်ကျွန်တော်မှာကလေး90 80မိဘမဲ့ကလေးတွေကျွန်တော်ရှိလေမှာကျွန်တော်ဘယ်လိုစမ်းတယ်လဲဆိုရင်တော့ကျဲရမယ့်မျိုးစိတ်တွေကမကောင်းတဲ့ဟာရွေးလို့မရဘူးအကောင်းဆုံးစပါးထဲမှာမှအကောင်းဆုံးသောမျိုးစိတ်ကိုရွေးရမယ်မျိုးစိတ်ကောင်းကျဲမှသာလျှင်စပါးအပင်ပေါက်ကောင်းပြီးတော့ပြန်စိုက်တဲ့ခါမှာအောင်တယ်နောက်ထပ်ကျွန်တော်ပြန်စမ်းတယ်အဲ့ဒီစိုက်တဲ့အပင်တောင်မှကျွန်တော်လဲမှာညောင်ပင်အကြီးကြီးရှိတယ်ညောင်ပင်နားမှာကျွန်တော်စိုက်တဲ့အပင်ကအရိပ်ထွန်းမိုးတဲ့အတွက်ကြောင့်အရိပ်အောက်မှာပေါက်တဲ့အပင်တွေကလုံးဝအသီးမကောင်းဘူးကျွန်တော်စမ်းကြည့်လိုက်တယ်တစ်ချက်တခြားနေအောင်ထိုးတဲ့နေရာကအင်မတန်မှအစိတ်ကောင်းတယ်နောက်တစ်ခေါက်ကျွန်တော်ပြန်စမ်းကြည့်တယ်ရေကိုကျွန်တော်အချိန်မီရေကိုပေးရစပါးလိုအပ်တဲ့ခါမှာပေးရတယ်မလိုတဲ့ခါမှာရှော့ပေးရတယ်တော့မြောင်းကနေလာတဲ့ရေသွင်းမြောင်းကိုလေထဲမှာပေးတာထက်တဘာဝမိုးရေကိုကျွန်တော်ပေးဖျားသခင်ပေးတဲ့တဘာဝမိုးရေကျွန်တော်ရိတ်တဲ့စပါးကပို့ပြီးတော့စားလို့ကောင်းတယ်ကျွန်တော်မျိုးမျိုးစမ်းတယ်မိုးရေနဲ့လှုပ်တဲ့စပါးကပို့ပြီးတော့စားလို့ကောင်းတယ်တဘာဝနောက်အခုချိန်ရှင်စပါးပင်မှာမြေဩဇာတွေအများကြီးကျွေးပြီးတော့မြေဩဇာပေးကြတယ်လူတွေချမ်းမိုက်မကောင်းတော့ဘူးထမင်းချက်နဲ့ခဏလေးနဲ့ခဲတယ်စားလို့လည်းမကောင်းဘူးသူ့ရဲ့သဘာဝတရားဖျားသခင်ပေးတဲ့အလင်းရောင်ဖျားသခင်ပေးတဲ့မိုးရေနဲ့ထွန်ပြီးတော့လှုပ်တဲ့စပါးကပို့ပြီးတော့စားလို့ကောင်းတဲ့အကြောင်းကျွန်တော်လေ့လာကိုတွေ့ရှိရပါတယ်ဒီနေ့ကျွန်တော်ရဲ့သာသနာလောကဟာ make up of it make up မဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ကအဖို့အခပေးဆက်ပြီးတော့ထာဝရဘုရားသခင်အတွက်ဒီမျိုးစေ့ကောင်းကိုကျွန်တော်ထိမ့်သိမ့်ဖို့ရလိုအပ်တယ်အသင်းတော်မှာတာဝန်ရှိတယ်နေအဖွဲ့မှာတာဝန်ရှိတယ်အဖွဲ့ချုပ်မှာတာဝန်ရှိတယ်အသင်းချုပ်မှာတာဝန်ရှိတယ်အဲ့ဒီတာဝန်ဝတ္တရားကို supportive ပေးတဲ့ပုဂ္ဂိုလ်တွေကဘယ်သူလဲဆိုရင်အသင်းတော်မှာရှိတဲ့ယုံကြည်သူများဖျားရွေးကောက်တဲ့သားသမီးများဖျားသခင်ကယနေ့ခမည်းနဲ့ကျွန်တော်စီမံကိန်းမရှိဘဲနဲ့ဖျားဘယ်တော့မှယနေ့ကျွန်တော်ကိုမကယ်တင်ဘူးမယွင်းထုတ်ဘူးဤအသင်းတော်မှာ fellowship မိတ်သားဖွဲ့စရာအကြောင်းမရှိဘူးဖျားသခင်ခမည်းနဲ့ကျွန်တော်အတွက်ကြီးစွာသောအကျိုးသင်တို့ရဲ့အကျိုးကိုနည်းစေခြင်းကကြံစီသောအချမ်းစီမဟုတ်ပဲသင်တို့ဒီမျှော်လင့်သောအကျိုးကိုရမည်အကြောင်းထာဝရဘုရားသခင်သည်ယနေ့ကျွန်တော်ကိုယွန်းဟုတ်ပါတယ်ဤမြန်မာနိုင်ငံဟာကျွန်တော်တို့ယုံကြည်သူများရဲ့လက်ထဲမှာပဲရှိပါတယ်ယုံကြည်သူများရဲ့ဆုတောင်းမှ
အရှင်ပြေမဲ့လမ်းကြောင်းဖြစ်တယ်ချစ်တော်မိတ်ဆွေယနေ့ကျွန်တော်ရဲ့သာသနာလောကရဲ့ဒီသမိုင်းကအင်မတန်မှအရေးကြီးပါတယ်ယနေ့ဖောက်ပြန်ပျက်စီးတတ်တဲ့ယိုယွင်းတတ်တဲ့မျိုးစိတ်အဖြစ်ယနေ့ကျွန်တော်ကိုဘုရားသခင်ရွေးကောက်တာမဟုတ်ဘဲနဲ့အသက်ရှင်၍အစဉ်အမြဲတည်တော်မူသောနှုတ်ကပတ်တော်အားဖြင့်သင်တို့သည်ဖွားမြင်လာသောကြောင့်ထိုနှုတ်ကပတ်တော်မူကာလအစဉ်အမြဲတည်သောဧဝံဂေလိတရားဖြစ်သည်ယနေ့ခမည်းနဲ့ကျွန်တော်ဟောပြောနေတဲ့ဝေငှသက်သေခံနေတဲ့ဧဝံဂေလိတရားဟာပဲမျိုးစေ့ကောင်းဖြစ်တယ်ဆိုပြီးတမန်ကျမ်းစာကဖော်ပြထားပါထိုတရားသည်ယေရှုထိုယေရှုသည်မျိုးစေ့ကောင်းထိုမျိုးစေ့ကောင်းသည်ဧဝံဂေလိတရားထိုဧဝံဂေလိတရားကိုမြန်မာနိုင်ငံမှာရှိတဲ့ယုံကြည်သူခမည်းနဲ့ကျွန်တော်တို့အတွက်အမိမြန်မာနိုင်ငံအတွက်ဆရာကြီးယုရတန်ကမိသားစုပေးဆက်ခြင်းအဖို့အခါဘဝပေးဆက်ခြင်းအဖို့အခါပေးဆက်ခြင်းအဖို့အခါများစွာယဉ်နှိမ့်မြုပ်နှံပြီးတော့တီလာတဲ့ပေါက်ဖွာလာတဲ့ဧဝံဂေလိတည်င်းကောင်းဖြစ်ပါတယ်ချစ်တော်မိတ်ဆွေယနေ့ကျွန်တော်အမိမြန်မာနိုင်ငံဟာခမည်းစဉ်းစားကြည့်ပါကျွန်တော်အမေရိကန်မှာ၄-၅ နှစ်ကျွန်တော်ကြောင်းသွားတက်တယ်ကျွန်တော်မပျော်ဘူးကျွန်တော်ချင်းပေါင်ဟင်းကျွန်တော်အမေချက်တဲ့ချင်းပေါင်ဟင်းကျွန်တော်ဇနီးချက်တဲ့ချင်းပေါင်ဟင်းနဲ့ငပိထောင်းနဲ့ငရုတ်သီးထောင်းနဲ့ခရမ်းချင်သီးထောင်းနဲ့စားတာကျွန်တော်ပူပျော်တယ်ဘာကြောက်လဲကျွန်တော်မိခင်ကျွန်တော်အမေကျွန်တော်ဇနီးကျွန်တော်သားသမီးကျွန်တော်အသင်းတော်ကျွန်တော်ချစ်တဲ့အတွက်ကြောင့်ဖျားပြတော်တာဝန်ဖျားသခင်အလိုတော်မရှိဘဲနဲ့ဒီနိုင်ငံမှာကျွန်တော်မမွေးနိုင်ဘူးဖျားသခင်မှာစီမံကိန်းရှိတယ်ဖျားသခင်ရဲ့ကျေးဇူးတော်တက်ကြောင့်ဒီနေ့ကျွန်တော်မျိုးစေ့ကောင်းတီဟူသောခရစ်တော်ရဲ့ဧဝံဂေလိတည်င်းကောင်းကိုနှလုံးသားမှာခံယူကြပြီးတော့ဆရာကြီးယုရတန်ကိုအောက်မေ့တရိယာလျက်အမိမြန်မာနိုင်ငံကိုမျိုးစေ့လာကျဲသောသူခြေရာကိုကျွန်တော်နင်းကြပြီးတော့အကောင်းဆုံးဆောက်လှမ်းကြဖွင့်အတွက်ကျွန်တော်ဒီနေ့ခွန်အားပေးတိုက်တွန်းလိုပါတယ်ကြားနာသူရောက်စီတိုင်းပေါ်မှာဖျားသခင်ကောင်းကြီးမင်္ဂလာတောင်းလောင်းပါစေမြန်မာနိုင်ငံတချင်းခရစ်ယာန်အသင်းချုပ်မှုတော်သာသနာလုပ်ငန်းများအတွက်ဒုတိယအကြိမ်လူတော်ငွေကောက်ခံပါမယ်